မင်္ဂလာပါတီရှယ်ပြူ channel ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါမှာကကြတော့ဒီတနေ့တာလုံးမှာတလပဲလို့ရတဲ့နီလေးဖြစ်တယ်ငူဝပန်းလေးတစ်ခါရှိ ကိုလေးနဲ့တနေ့တာလုံးမှာငွေဝင်ကျန်းစေမယ်နီးလေးဖြစ်ပါတယ်ဒီတနေ့တာလုံးမှာငွေဝင်ကျန်းဖို့ရန်အတွက်ဆိုလို့ရှိရင်နေ့တစ်နေ့ရဲ့ပေါ့နော်၄လပိုင်းဆိုတဲ့တကူးလလေးမှာပဲလို့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့၄လပိုင်းမှာတောင်မှသူကအရက်ကတ်တန်းရှိပါတယ်10ရက်နေ့ကနေပြီးတော့မှ25ရက်နေ့အတွင်းပဲကျိုးဝင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ငူဝပန်းလေးတစ်ခက်ရှိရောလေးနဲ့ငွေဝင်ကျန်းစေမယ်နီးကိုဒီဗီဒီယိုဖိုင်လေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့သူတွေမှာအခက်ခဲအကြက်တဲငွေကြေးနဲ့ပတ်သက်ပြီးတော့မှအကြက်တဲတွေဖြစ်နေတဲ့အကျွေးတွေများနေတယ်ငွေကြေးကြောင့်စိတ်ညစ်နေရတယ်တောကများနေတယ်ဈေးရောင်းဈေးဝယ်တွေမကောင်းဖြစ်နေတယ်နော်လာပါလေပိတ်ဆို့နေတယ်လို့မျိုးခံစားနေရတယ်ဆိုတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်လေးကိုအစိုးတိကြည့်ပြီးတော့မှဒီဗီဒီယိုဖိုင်ကပေးသွားတဲ့နီးလေးကိုလိုက်လုပ်ပါလို့ပြောချင်ပါတယ်၄လပိုင်းမှာ၄လပိုင်းတစ်လတာပဲလို့ရတာဖြစ်ပါတယ်မနေ့ပြန်ဆိုရင်10ရက်နေ့ပေါ့နော်၄လပိုင်း10ရက်နေ့ကနေပြီးတော့မှ၄လပိုင်း25ရက်နေ့တွင်ပဲအကျိုးဝင်စေတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ငူဝပန်းလေးလူတိုင်းသိပါတယ်ငူဝပန်းဆိုလို့ရှိရင်လူတိုင်းသိတယ်ငူဝပန်းလေးတစ်ခက်ကိုတွားပြီးတော့မှရှာလိုက်ပါငူဝပန်းလေးတစ်ခက်ကိုရှာပြီးတဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်attention တစ်ခုချပါငါကဘာတွေကိုခက်ခဲဖြစ်နေတာလဲဘာကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှအပူပင်ဒုက္ခတွေဖြစ်နေတာလားเนาะအဲ့လိုမျိုးကိုပြန်ပြီးတော့မှအဖြေရှာကြည့်ပါပြီးသွားဆိုကိုလိုချင်တဲ့ဆန္ဒလေးတစ်ခုကို attention ချပါเนาะငွေကြေးနဲ့ပတ်သက်ပြီးတော့မှအဆင်ပြေခြင်းနဲ့ပေးလဲခြင်းနဲ့ဈေးရောင်းဈေးဝယ်ကောင်းခြင်းနဲ့เนาะပြီးရင်ကားတွေပါလေးပေါ့เนาะကားကိုသွဲတို့ဘာတို့လုံနေတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့ဒီငွေဝပန်းလေးကိုကိုယ့်ရဲ့လိုချင်ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုကိုအာရုံပြုပြီးတော့မှလုပ်ပါเนาะပြီးရင်အဲ့ဒီငွေဝပန်းလေးကိုကအိမ်ကနေပြီးတော့ပဲ online နဲ့ပတ်သက်ပြီးတော့မှငွေရှာနေတဲ့သူဆိုလို့ရှိရင်တော့မိမိတို့နေအိမ်ရဲ့တကားဝမှာချိတ်ထားပေးပါเนาะကားနဲ့ပတ်သက်ပြီးသွားနေတဲ့သူဆိုရင်ကားထဲမှာချိတ်ထားပေးမယ်ဈေးရောင်းဈေးဝယ်လုပ်နေတဲ့သူဆိုလို့ရှိရင်လည်းဒီဆိုင်ခွင်မှာပေါ့เนาะဈေးဆိုင်နေရာမှာချိတ်ထားပေးပါเนาะချိတ်ထားပေးမယ်ကျွေးတွေပါလေများနေတဲ့သူဆိုရင်လည်း international ချပြီးတော့ကိုယ့်ရဲ့အိမ်ရဲ့တကားဝလေးမှာချိတ်ထားပေးပါချိတ်ထားပေးသွားပြီဆိုရှင်သူက9ရက်တခါလဲပေးပါเนาะ9ရက်တခါလဲပေးပါတကယ်လို့9ရက်မပြည့်ခင်ပဲနဲ့ညှိုးသွားတယ်နွမ်းသွားတယ်ဆိုလို့ရှိရင်လည်းလဲပေးလို့ရပါတယ်တကယ်လို့ကိုကညိုးလဲဘာမှမဖြစ်ဘူးတပတ်မှတစ်ခါပဲလဲမဲ့ဆိုလို့ရှိရင်လည်းရတယ်တပတ်တစ်ခါလဲပေးပါပြီးရင်နောက်ဆုံးကကြတော့25ရက်နေ့ကနောက်ဆုံးပေါ့နော်25ရက်နေ့ဆိုရင်တော့တခါတည်းစော့ပြရမှာဖြစ်ပါတယ်ငွေပါလေးတစ်ခဲရှိယိုလေးနဲ့ကိုယ့်ရဲ့ဘဝမှာငွေကြေးလပတ်တွေစီးပွားရေးတွေအဆင်ပြေစေတဲ့နီးလေးကိုဒီနေ့မှမျှဝေပေးသွားတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့သူတွေကရိုးကြည်နဲ့ကိုယ့်ရဲ့ intention ကိုတေချာလေးချက်မှတ်ပြီးတော့မှလိုက်လုပ်ပါလို့ပြောချင်ပါတယ်အယုံကြည်မှသာလုပ်ပါဒီဗီဒီယိုဖိုင်ကမိမိအတွက်ကြိုးရှိမယ်ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပြီးတော့ပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်